ဂိုးသမားကရှေ့ထလာပြီးဘောလုံးကိုလက်သီးနဲ့ပုတ်ထုတ်လိုက်ရာဘောလုံးဟာပြိုင်ဘက်ကစားသမားစီရောက်သွားပါတယ်။ပြိုင်ဘက်ကချက်ချင်းကန်သွင်းလိုက်ပေမဲ့ဂိုးသမားကထပ်မံကာကွယ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ပြဿနာကသူ့ကာကွယ်ခဲ့တဲ့အချိန်မှာ penalty area အပြင်ကိုရှင်းရှင်းလင်းလင်းရောက်နေသလိုမြင်ရတာကြောင့်တိုက်ရိုက်အနီးကပ်ပြတ်ခံရနိုင်တဲ့အခြေအနေဖြစ်နေပါတယ်။ VAR ကိုတော့မစစ်ဆေးသေးပဲအတိုင်းလူကြီးကအနီးကပ်ကိုချက်ချင်းပြလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာ VAR ကဝင်ရောက်စစ်ဆေးခဲ့ပြီး replay ပြန်ကြည့်တဲ့အခါဘောလုံးဟာဂိုးသမားရဲ့လက်မဟုတ်ပဲရင်ဘတ်ကိုထိထိတာဖြစ်ကြောင်းတွေ့ရှိရပါတယ်။အခြေအနေကိုပြန်လည်သုံးသပ်ပြီးနောက်တိုင်းလူကြီးကအနီးကပ်ကိုပယ်ဖြတ်လိုက်ပါတယ်။နိုင်ကန်သွင်းလာတဲ့ဘောလုံးကိုဖမ်းဖို့ဂိုးသမားကခုံအုပ်လိုက်ပေမဲ့ဘောလုံးကိုအပြည့်အဝမထိန်ချုပ်နိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာတိုက်စစ်မိုးကအရှိန်မလျှော့ပဲဂိုးသမားကိုပါဂိုးသေးသို့တွန်းသွင်းပြီးဂိုးရအောင်ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလိုလုပ်ဖို့မလွယ်ကူခဲ့ပါဘူး။ဂိုးသမားကဂိုးတိုင်ကိုလက်တစ်ဖက်နဲ့အမြန်ဆွဲကိုက်ပြီးသူ့ကိုဂိုးစည်းကြော်အောင်တွန်းမထုတ်နိုင်အောင်ထိန်းထားခဲ့ပါတယ်။ဟန်ချက်ပြန်ထိုင်းပြီးနောက်မှာတော့လက်နှစ်ဖက်လုံးကိုအသုံးပြုပြီးတိုက်စစ်မှုကိုအားပြင်းပြင်းနဲ့တွန်းဖယ်လိုက်ပါတယ်။အဲ့ဒီလိုလုပ်နိုင်ခဲ့တာကြောင့်ပြင်းထန်တဲ့ဖီအားကြားကပင်ဘောလုံးကိုဂိုးစည်းမကျော်စေပဲ